ကျမတို့မြန်မာလူမျိုးတွေအနေနဲ့ကခီးသွားတဲ့အခါမှာငွေကြေးကိုတိတ်ပြီးတော့မဖြုံးညင်ဘူးပေါ့နော်5 star တွေဟိုတယ်အရန်ကို luxury ဖြစ်တဲ့ hotel တွေကိုတဲပြီးပတ်စံဖြုံးမဲ့အစားအဲ့ဒီငွေဟာအလှူလုပ်လို့လည်းရတယ်လိုအပ်တဲ့ပစ္စည်းတွေလည်းဝယ်လို့ရတယ်အဲ့ဒီအခါမှာဒီလိုမျိုးတန်လဲတန်နဲ့ shopping area ထဲမှာလည်းရှိတယ်ဆိုတော့hotel လေးတွေ guest house တွေကိုကျမတို့တဲရတာဝင်ကြပါတယ်အဲ့ဒီထဲမှာဒီ Platinum Family House number 1ပေါ့နော်အဲ့ဒီမှာအင်မတန်ကိုအဆင်ပြေတဲ့အခန်းရှိပါတယ်အဲ့ဒီအခန်းဟာမိသားစု၄ယောက်ခန်းဖြစ်ပါတယ်ဒါပေမဲ့လို့ဒီမိသားစု၄ယောက်ခန်းထဲမှာ bathroom attach မရှိပါဘူးရှင်အဲ့တော့ကျမတို့ကခဏလားလဲတာလေလားလဲတာသို့မဟုတ်ကုန်ပစ္စည်းလာဝယ်တာအဲ့ဒီအတွက်ကျမတို့ကတိတ်ပြီးတော့luxury မဖြစ်လဲကိစ္စမရှိဘူးလေနော်အဲ့တော့ဒီအခန်းမှာရေချိုးခန်းနေရကြတော့ဒီအပြင်မှာရှိပါတယ်ရှင်ရေချိုးခန်းမျက်နှာတစ်တဲ့ကျွေးခွက်အပြင်မှာရှိပါတယ်အဲ့ဒီအတွက်ကျမတို့ကဈေးနှုန်းလေးကိုအင်မတန်ကိုချပေးထားပါတယ်လူ၄ယောက်နေလို့ရပါတယ်ဒီလူ၄ယောက်ခန်းကိုမှကျမတို့တညကိုဘတ်1100ပဲယူပါတယ်ရှင်အဲ့တော့ကျမအနေနဲ့ဆိုရင်တော့ view ကလည်းအရန်ကောင်းတယ်ဘာယောဟိုတယ်ကြီးအထိကောင်းကင်တိမ်နေရောကြည့်ရတယ်အပြင်ကိုလည်းမြင်ရတယ်မြင်ကွင်းကလည်းကျယ်တယ်နေရောင်ရတယ်လေကောင်းလေတန်းရတယ်ဈေးကအင်မတန်တက်တာပါတယ်ရှင်တညကိုမှဘတ်1100ပဲကျပါတယ်အဲ့တော့ကျမတို့မြန်မာလူမျိုးတွေပေါ့နော်ကျမတို့ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေကိုကျမအကြံပေးချင်တာကဒီလိုအခန်းလေးမျိုးကိုဘန်ကောက်ကိုလာရင်တဲပြအောင်တဲပါလို့